ကျွန်တော်ရဲ့9နှစ်ရွယ်ညီမလေးရဲ့လက်ကိုဆွဲပြီးတော့မယမနာပြေးလာခဲ့ပါတယ်။ဖမ်းမိသွားလို့ကတော့အကုန်ပြီးပြီပဲ။ကျွန်တော်တို့မောင်နှမ2ယောက်နေဆက်ကိုအပုတ်မခံနိုင်ဘူးလုံးဝပဲ။စက္ကနဲ့အမြောက်ခွေးဟောင်တန်နေနဲ့ရဲတွေရဲ့ဖက်တက်တရားပူပူကျဲလာခဲ့တယ်။ကျွန်တော်တို့2ယောက်လူအုပ်ထဲကိုပြေးဝင်ပြီးတော့ရင်ုံမြောင်းရဲ့အောက်အပေါက်ကိုတွေ့တော့ညီမလေးကိုဖက်ပြီးခုံဆင်းလိုက်တယ်။ပြီးတော့ထပ်ပြေးတယ်။ရင်းနှုံမြောင်းရဲ့အနံ့အောက်ကလီဆန်စရာကောင်းပေမဲ့ကျွန်တော်တို့2ယောက်ဘလို့မှရက်လို့မဖြစ်ဘူး။နောက်ကခြေတံနေမကြားရတဲ့အထိစတိုက်ပြေးလာခဲ့ပါတယ်။နည်းနည်းမှောင်တဲ့နေရာရောက်တော့ဗနီတာလေးကိုပေါင်မော်တင်ပြီးတော့ကျွန်တော်ထိုင်ချလိုက်ပါတယ်။အမေဆုံးကနေတော့ကဗနီတာကိုတေချာဆောက်ရှောက်ပါမယ်လို့ကတိပေးထားတယ်လေ။အဲ့ဒီအချိန်မှာပဲကျွန်တော်ညီမလေးကိုကာကွယ်ဖို့တခုခုကြံမှဖြစ်တော့မယ်ဆိုတာသိလိုက်တယ်။ဟုတ်ကဲ့ဒါကကျွန်တော်ဘွားရဲ့ဖြစ်ရမှန်ဇလန်းလေးပါ။ဒါမဲ့ဒီဇလန်းထဲမှာပါဝင်တဲ့လူတွေကိုကာကွယ်ဖို့အတွက်နာမည်လေးတွေကိုတော့ပြောင်းထားပါတယ်။တက်ညီမလေးပိုက်စာနေပြီဘင်နီလေးကကျွန်တော်မောကြည့်ပြီးပြောတယ်စိတ်မပူနဲ့နော်ဘင်နီကိုကြီးမောတခုခုသွားရှာလိုက်မယ်ကျွန်တော်တို့တွေညစ်ပတ်နေတဲ့လမ်းလေးတိုင်းလျှောက်လာခဲ့ကြတယ်ရှင်းနာလေးမှာမီးရောက်နေတွေ့လိုက်ရတော့ရန်သူတွေမဟုတ်ပဲမိတ်ဆွေတွေပဲဖြစ်ပါစေလို့ဆုတောင်းခဲ့မိတယ်နောက်စက္ကန့်မှန်လောက်ကြာတော့ဘင်နီနဲ့ကျွန်တော်နဲ့စိတ်ပြေဒုက္ခတွေနေတဲ့ရွာလေးကိုရောက်သွားခဲ့ပါတယ်ရွာထဲမှာကတဲတွေကိုတစ်ခုနဲ့တစ်ခုကပ်ပြီးစောက်ထားကြတယ်အဲ့ဒါနဲ့ဘေးနားမှာရှိတဲ့လူတွေစီကနေစားစရာနည်းနည်းတောင်းလိုက်ပေမဲ့ဘယ်သူမှမပေးချင်ကြဘူးလေအဲ့လိုနဲ့သွားရင်နဲ့အာဂျူနာနဲ့အန်ယာတို့ရဲ့အိမ်လေးကိုရောက်လာခဲ့ပါတယ်အန်ယာကကျွန်တော်တို့တကားဖွင့်မေးပြီးတော့အိမ်လေးတဲ့အထိဝင်ခိုင်းခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့အတွက်ဆန်ဒဝစ်တွေနဲ့တောက်စရာတွေကိုခက်မြန်မြန်လေးစီစဉ်ပေးပါတယ်ကျွန်တော်တို့လည်းသူ့ကိုကျေးဇူးတင်စကားပြောပြီးတော့အားရပါရစားတော့တာပေါ့ကျွန်တော်ဘာမှမစားရသေးတာ2ရက်လောက်ရှိနေပြီလေကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်နာမည်ကတော့ထက်ပါဒါတော့ကျွန်တော်ညီမလေးပါဗနီတာတဲ့ကျွန်တော်တို့ဒီကိုအခုမှတက်ရောက်လာတာပါအမနာမည်ကအန်ယာပါအဲ့ဒီအချိန်မှာပဲတကားပွင့်သွားပြီးတော့ဝင်လာတဲ့လူကိုအန်ယာလက်ညှိုးထိုးပြလိုက်ပါတယ်ဒါတော့အမရဲ့မောင်လေးအာဂျူနာလေးကျွန်တော်မတက်ထားရပြီးတော့အာဂျူနာနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်ဒါဆိုအမတို့ကဘာလို့လောက်ကြလဲဗျဒီမှာဘီလီယံနာတွေရဲ့လက်ထောက်ဖြစ်ဖို့လေ့ကျင့်ပေးတဲ့ကုမ္ပဏီတစ်ခုရှိရလေဘာမှကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူးငါတို့လုပ်ရမယ့်အလုပ်ကနည်းနည်းလေးပဲဒါပေမဲ့လကတော့တော်တော်လေးများတယ်ကွာဒါဆိုကျွန်တော်ဘယ်တော့လောက်လေ့ကျင့်ရေးစဆင်လို့ရမလဲမနေ့ပြန်ဆိုစလို့ရပြီဒါပေမဲ့ဘင်းနီကိုကြည့်ပေးဖို့လူလိုသေးတယ်အမကြည့်ပေးမှာပေါ့အညာကဝင်ပြောပါတယ်မင်းတို့ကိုချတော့ပေါ်ကိုရက်တည်နိုင်တဲ့အထိဒီမှာနေလို့ရတယ်လေငါတို့မှာပိုင်ဆိုင်တာအများကြီးတော့မရှိပါဘူးဒါပေမဲ့ငါတို့အောက်ခြေမှာရှိခဲ့တော့ကလည်းတခြားတစ်ယောက်ကကူညီပေးခဲ့တာလေအဲ့တော့ငါတို့လည်းပြန်ကူညီပေးတယ်လို့သဘောထားလိုက်ပေါ့နောက်တစ်နေ့ရောက်တော့ကျွန်တော်ရေမိုးချိုးပြီးတော့အာဂျူနာစီကနေဝတ်စုံတစုံငှားဝေလိုက်ပါတယ်လေ့ကျင့်ရေးကာလက6လလောက်ကြာပါတယ်အဲ့ဒီတော့တွင်းမှာကျွန်တော်တို့တွေကဖုန်းဘယ်လိုဖြေရမလဲအတူကောက်ဘယ်လိုမှတ်ရမလဲကွန်ပျူတာသုံးနည်းတွေအခြေခံတကိုရေးတန့်စင်ရေးနည်းတွေစတာတွေကိုလေ့ကျင့်ရတယ်လေအဲ့ဒီ6လကျွဲမှာလာကမရသေးတော့ဗနီတာနဲ့ကျွန်တော်ကအာဂျူနာရဲ့လာစာကိုပဲမိခိုခဲ့ရတယ်တခါတလေအားရင်လဲကပိုင်းနိုင်ပြီးတော့အန်ရကိုအိမ်အသုံးစရိတ်ပေးလေးရှိတယ်လေသူကကျွန်တော်ပတ်စံဘဲကရတယ်လဲဆိုတာတခါမှမမေးဘူးအဲ့ဒါလေကောင်းပါတယ်မဟုတ်ရင်ကျွန်တော်သူ့ကိုလိန်ပြောနေအောင်မယ်အဲ့လိုနဲ့ပဲ6လလေးကြည့်ရင်ဆင်းပြီးသွားတဲ့ချိန်မှာတော့ကျွန်တော်ရဲ့ပထမဆုံးတထေးစီမှာအလုပ်စာဝင်ခဲ့ပါတယ်တနေ့အတွင်းကျွန်တော်တထေးတော်တော်များများစီမှာအလုပ်လုပ်ခဲ့တယ်ဗျဒါပေမဲ့သူတို့အကုန်လုံးကတပုံစံတွေပါပဲစိတ်ပုတ်တယ်အမြင်ကပ်စရာကောင်းတယ်တကူကောင်းဆန်ကြတယ်အဲ့လိုနဲ့ရတဲ့လကကိုစုပြီးတော့အန်ယာနဲ့အာဂျူနာတို့ရဲ့အိမ်ဘေးနားမှာကိုပိုင်တစ်သားအိမ်လေးတစ်လုံးကိုစောင့်နိုင်ခဲ့ပါတယ်ဘန်ဒီနဲ့ကျွန်တော်လည်းအေးအေးဆေးဆေးနေနိုင်သွားတာပေါ့ဒါပေမဲ့မစ္စတာကုပ်ဆိုတဲ့လူနဲ့တွေ့ပြီးတဲ့နောက်မှာတော့အရာအလုံးဟာပြောင်းလဲသွားခဲ့ပါတယ်မစ္စတာကုပ်မှာမိမရဲ့ကလေး2ယောက်ရဲ့ရှိရလေသူတို့မိသားစုအတွက်အလုပ်လုပ်ခဲ့တဲ့ပထမဆုံးအပတ်ကတော့အတော်လေးစိတ်ညစ်ဖို့ကောင်းခဲ့တယ်ဗျသူ့အိမ်ကိုမနက်9 နာရီရောက်သွားတယ်ပြီးရင်မစ္စတာကုပ်ရဲ့ဝတ်စုံကိုမိဖို့တိုက်ပြီးတော့သူ့ပနက်ကိုပါပြောင်းနေအောင်တိုက်ပေးရပါတယ်တခါတလေလဲအိမ်လုပ်တွေပါဝင်လုပ်ပေးရသေးတယ်အဲ့လိုမနက်တိုင်းမစ္စတာကုပ်အိမ်ကိုသွားတော့အလုပ်ကိုတော့သူ့ကားနဲ့ခေါ်သွားမှာပဲလို့ထင်နေကြရမလားလုံးဝမဟုတ်ခဲ့ပါဘူးသူ့အိမ်ကအလုပ်တွေပြီးတာနဲ့ကိုဟာကိုပတ်စကားစီးပြီးအလုပ်ကိုအချိန်မီအောင်သွားခဲ့ရတယ်လေဒါပေမဲ့လည်းကျွန်တော်အမြဲပြုံးနေနိုင်အောင်စူးစမ်းခဲ့ပါတယ်ကျွန်တော်ညီမလေးကောင်းကောင်းစားဖို့ဒီလိုဒုက္ခတွေခံရမယ်ဆိုရင်တော့ကျွန်တော်ပျော်ကြီးကိုခံလိုက်မှာပါအဲ့လိုနဲ့6လလောက်ပြီးသွားတော့မစ္စတာကွစ်ကကျွန်တော်ကိုသူ့ရဲ့ရုံးခန်းထဲကိုခေါ်ခဲ့ပါတယ်ငါပြောစရာရှိလို့ဒက်မင်းကငါခံဘူးသမျှလက်ထောက်တွေထဲမှာအတော်ဆုံးပဲမင်းရပျော်နေတတ်တဲ့အလုပ်စူးစမ်းတယ်ငါနဲ့ငါမိသားစုကိုလည်းတခါမှဆူဆူဝါဝါမပြောဘူးကျေးဇူးတင်ပါတယ်မစ္စတာကုတ်ငါနေထိုင်တဲ့ဘဝပုံစံနဲ့တတိယလက်ထောက်ကြားရထိမ့်သိမ်းရမယ့်လှုပ်ဝက်ချက်တွေအတွက်မင်းကိုရုံးလို့ရမရငါစမ်းသက်ကြည့်မယ်မင်းလုံနိုင်ရလားဟုတ်ကဲ့ပါဆရာကောင်းတယ်မင်းတို့ကွန်ပျူတာသင်တန်းနဲ့တခြားစာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးတော့သိရမယ့်အရာတွေကိုငါသင်ပေးမယ်အဲ့လိုဆိုရင်ရုံးမှာတစ်ခုခုလိုတဲ့အခါမင်းဝင်လုပ်ပြီးလို့ရသွားတာပေါ့လာစာလည်းမြင်သွားသလိုအတွေ့အကြုံတွေလည်းအများကြီးရလိမ့်မယ်
အနေနဲ့စပြီးတော့ကျွန်တော်ကိုခိုင်းထားတဲ့ဟာတွေကိုတဲကြီးမဲကြီးကိုတင်တော့တာပဲပြီးရင်မစ္စတာကွရဲ့တရားမဝင်ဆောင်ရွက်စာတမ်းနေနဲ့ညဘက်အပျော်ပါကိစ္စတွေကိုလည်းမသိကြအောင်ဆောင်ပေးခဲ့ရတယ်ပြီးတော့နာခံတဲ့လက်ထောက်တယောက်အနေနဲ့ Mrs. Cook ကိုလည်းဖုန်းခေါ်ပြီးတော့သူ့ယောက်ျားကအရေးကြီးအစည်းအဝေးတက်နေရလို့အိမ်ပြန်နောက်ကျမယ်ဆိုပြီးဖုန်းဆက်ပြောပေးခဲ့ရပါတယ်ဒီနေ့ကျတော့ Mr. Cook အပြင်ထွက်သွားတော့မှ Mrs. Cook ကရုံးကိုရောက်လာခဲ့တယ်လေမင်္ဂလာနေ့လည်ခင်းမှာ Mrs. Cook Mr. Cook ကအခုဒီနေရာမှာမရှိပါဘူးတခုခုများမှားထားခဲ့ကြလားဗျငါယောက်ျားကိုတွေ့ကြလို့လာခဲ့တာလေဒါဆိုတတိယပြန်ရောက်တဲ့အထိအတွေ့ကမှစောင့်လို့ရပါတယ်တတိကတော့ Mrs. Cook ကထရဲပါတယ်ငါမရငယ်လေးလို့အတွေ့ခံမှာငုတ်တုတ်ထိုင်ဆောင်နေမယ်လို့မင်းထင်နေရလား Mrs. Cook ကရုံးခန်းကိုတန်းသွားပြီးတော့တကားဖွင့်မလို့ကြိုးစားလိုက်ပါတယ်အခုချက်ချင်းတကားမဖွင့်ပေးရင်နင်ဒီမြို့မှာတစ်သက်လုံးအလုပ်လုပ်လို့မရတော့အောင်လုပ်ပေးလိုက်မယ်ပြီးရင်ဘယ်နေရာပဲဖြစ်ဖြစ်နင်လာခဲ့တဲ့နေရာကိုပြန်ရောက်သွားလိမ့်မယ်ကျွန်တော်တကားဖွင့်ပေးလိုက်တော့ Mrs. Cook ကဝင်သွားပြီးတော့တကောက်အုံကနေစောင့်ပေးလိုက်ပါတယ် Mr. Cook မသွားခင်ကအခန်းထဲဘသူမှပေးမဝင်မှုပြောသွားတာဆိုတော့ကျွန်တော်လည်းကြောက်လန့်ပြီးထိုင်ဆောင်နေခဲ့တာပေါ့ Mr. Cook သူရုံးခန်းစီလမ်းလျှောက်လာတာမြင်တော့ကျွန်တော်လည်းကြပြကြရထပြီးကြိုးဆိုလိုက်ပါတယ် Mr. Cook ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်သူ့ကိုမတားလိုက်နိုင်ဘူးဖြည်းဖြည်းပြောကောင်းလေမင်းပြောတာအယမ်းမြန်နေတယ်ဘသူ့ကိုမတားနိုင်လိုက်တာလဲ Mrs. Cook ပါသူအခုဆရာရုံးခန်းထဲရောက်နေတယ် Mr. Cook ကစကားပြောတာရက်လိုက်ပြီးကျွန်တော်ကိုဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်ဒါပေမဲ့သူဘာမှပြန်မပြောတော့ပါဘူးနောက်9မိနစ်ကြာရင်ငါအခန်းတကားလာခောက်ပြီးတော့ဖောက်တယ်ရောက်နေပါပြီလို့လာပြောချီကျွန်တော်လည်းခေါင်းငိမ့်လိုက်တယ် Mr. Cook လည်းတက်ပြင်းချပြီးရုံးခန်းထဲဝင်သွားခဲ့တယ်နောက်9မိနစ်အတွင်း Mr. Cook ရဲ့ရုံးခန်းထဲကနေဘလုံးပထွေးစကားပြောရှံဖြစ်တဲ့နေစတိုက်ကြားခဲ့ရတယ်9မိနစ်ပြည့်သွားတော့ကျွန်တော်ထလိုက်ပြီးတော့သူရုံးခန်းစီလမ်းလျှောက်သွားလိုက်တယ်ပြီးတော့တကားကိုအသာလေးဟလိုက်တယ်အော်တစ်စိတ်လောက်ပါ Mr. Cook ခင်ဗျဆရာရဲ့နောက်ထပ်ဖောက်တယ်ရောက်နေပါပြီကျေးဇူးပဲတက်မာဂရက်မင်းနဲ့ငါဒီကိစ္စကိုအိမ်ရောက်မှဆက်ရှင်အောင် Mrs. Cook ကရုံးခန်းထဲထွက်သွားတော့ကျွန်တော်ကိုတထောင်နဲ့တွတ်သွားလိုက်တယ် Mr. Cook လည်းသူ့ရဲ့ neck tie ကိုနည်းနည်းလျှော့လိုက်ပြီးအလုပ်စပွဲမှာထိုင်ချလိုက်တယ်ငါ့ကိုအရက်လေးနည်းနည်းငှဲ့ပေးစမ်းပါဟုတ်ကဲ့ဆရာကျွန်တော်လည်းအရက်ငယ်ပြီး Mr. Cook လက်ထဲကိုထည့်လိုက်တယ်သူကအရက်ခွက်ကိုတစ်ကြိုက်ထဲတောက်ပြလိုက်တယ်လေ Okay Philip အကြောင်းဖိုင်နေယူလာခဲ့အောင်ငါတို့တွေ Mr. Cook မျက်လုံးတွေကျဲလာပြီးသူ့ရင်ဘက်ကိုသူလက်နဲ့ဖိထားလိုက်ပါတယ် Mr. Cook အဆင်ပြေလားခင်ဗျ Mr. Cook လည်းမောဟိုက်နေတာကြောင့်ဘာတခွန်းမှပြန်မဖြေခဲ့ဘူးတရရောက်လာပါဦးဝန်ထမ်းတွေရုံးခန်းထဲဝင်လာပြီးတော့ Mr. Cook ကိုကြမ်းမြင်ပေါ်လှဲလိုက်တယ်ပြီးတော့သူ့ကို CPR လုပ်ပေးခဲ့ကြပေမဲ့အရင်နောက်ကျသွားပြီလေ Mr. Cook ဆုံးသွားခဲ့ပါတယ်ရုံးဝန်ထမ်းတွေလည်းရုံးခန်းအပြင်မှာရက်ပြီးရဲတွေရောက်လာအောင်စောင့်နေခဲ့တယ်ရဲတွေကကျွန်တော်ရဲစခန်းခေါ်သွားပြီးတော့စုံစမ်းမေးမြန်းခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော် Mrs. Cook ကိုတွေ့လိုက်တယ်သူကတခြားခုံတစ်ခုမှထိုင်ပြီးရဲတယောက်နဲ့အတူတူတက်သေးထွက်ဆိုနေရလေကျွန်တော်ကတော့တကောင်ကျော်မှပြန်လွတ်ခဲ့တယ်ဗန်နီတာကိုသွားကြတော့မနေ့တနားရီလောက်ရှိနေပြီလေဒီကိုနောက်ကျမရောက်လာတဲ့အတွက်တောင်းပန်ပါတယ်ရပါတယ်တဲ့ရဲ့ငါတို့လည်းသတင်းထဲမှာဖတ်မိတာပဲကိုဗန်နီတာကိုဒီအိမ်မှာပဲတိတ်လိုက်တော့လေသူအဆင်ပြေမှာပါအညာကပြုံးလိုက်တယ်ကျွန်တော်အာဂျုနာကိုကြည့်လိုက်တယ်အခုဘာဇက်လုံးမှလဲငါလို့ရှင်တည်သွားတာကိုတခါမှမကြုံဘူးခြေကုံလက်ပန်းကြပြီးကျွန်တော်ခေါင်းကုတ်လိုက်တယ်ကုမ္ပဏီကမင်းတို့အလုပ်တစ်ခုရှာပေးလောက်မှာပါကွအေးငါလည်းမျှော်လင့်တာပဲဗနီတာလေးရဲ့ရှိသေးတယ်လေနောက်တရက်နှစ်ရက်လောက်ကုမ္ပဏီကဖုန်းဝင်ကိုကျွန်တော်ထိုင်ဆောင်နေခဲ့တယ်ဒါပေမဲ့ဘယ်သူမှဖုန်းမဆက်လာခဲ့ဘူး Mrs. Cook သူပြောတယ်လို့များလှုပ်လိုက်ပြီလားကျွန်တော်ဒီမြို့မှာရှေ့ဆက်ချလို့မရအောင်လှုပ်လိုက်ပြီလားသတင်းထဲမှာတော့ Mr. Cook နှလုံးဖောက်ပြီးတည်သွားပြီလို့ဖော်ပြထားတယ်အဲ့တော့သူ့တည်ဆုံးမှုနဲ့ပတ်သက်ပြီးကျွန်တော်ကတန်တရားရှိသူတရားမဟုတ်တော့ဘူးလေကျွန်တော်ပေါ်ရဲတွေတန်တရားကင်းသွားပေမဲ့လည်းကုမ္ပဏီကကျွန်တော်တို့အလုပ်သိရှာမပေးခဲ့ပါဘူးကျွန်တော်လည်းလမ်းတွေပေါ်ထွက်ပြီးကဖိုက်နိုင်အလုပ်ပဲဆက်လုပ်ခဲ့ရတယ်ဒါမှဗနီတာလေးကိုကောင်းကောင်းမွန်မွန်ကျွေးမွေးဆောက်ရှောက်နိုင်ပါလေတရက်နေ့လည်းပဲကျွန်တော်လမ်းမပေါ်ထွက်ရှောက်နေတော့ Mr. Cook ရဲ့ရှိနေစရာဖုန်းဝင်လာခဲ့တယ် Mr. Cook ရဲ့တည်တန်းစာဖတ်တဲ့အချိန်မှာကျွန်တော်ကိုရှိနေစေခြင်းနဲ့အရူနာငါသားတင်တယ်လို့မင်းထင်လားမင်းကိုဖိတ်ထားတဲ့ဆိုကြတဲ့ကသူမင်းတို့တခုခုချမ်းသာခဲ့လို့နေမှာပေါ့ကွာဘာပဲဖြစ်ဖြစ်အဲ့ဒီကိုသွားပြီးတော့အကျိုးအကြောင်းကြည့်ုံနဲ့ဘာမှဖြစ်သွားမှာမဟုတ်ပါဘူးလေတည်တန်းစာဖတ်မရက်မှာကျွန်တော်လဲ Mr. Hassan ရုံးခန်းကနားနေခံအောင်ရောက်လာခဲ့တယ် Mrs. Cook နဲ့သူ့သမီး2ယောက်လည်းရောက်နေခဲ့တယ်လေစကန်နေကြတော့ Mr. Finland ဝင်လာခဲ့ပါတယ်။ပြီးရောက်လာပြီးတဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်။ "तू ကဒီမှာဘာလာလုပ်နေရလဲ" Mrs. Cook ကအထွန်းတက်လိုက်ပါတယ်။သူ့ကိုဖိတ်ထားလို့သူရောက်လာတာလေ။ကဲရုံးခန်းသွားပြီးတော့စားလိုက်ကြရင်မကောင်းလားဗျ။ "तू ဒီကိုရောက်လာစရာအကြောင်းမရှိဘူး။ Stan ကသူ့ရဲ့စင်ရသားလက်ထောက်အတွက်ဘာရီများခြံထားခဲ့မှာမဟုတ်လို့လေ။ Mrs. Cook ကစပြီးတော့ပေါက်ဖောက်တော့တာပဲ။ကျွန်တော်လည်းဒီတိုင်းရက်ကြည့်နေခဲ့ပါတယ်။ချက်ချင်းကိုအိမ်ပြန်ပြေးကျင်စိတ်တွေတောင်ပေါက်လာခဲ့တယ်။ကျွန်တော်မတက်ရလိုက်ပြီးတော့ Mr. Finland ဘက်ကိုလှည့်လိုက်တယ်ကျွန်တော်ပြန်သိပြီထင်တယ်ကျွန်တော်ဒီနေရာနဲ့မသက်ဆိုင်ဘူးဗျ
တက်မင်းဒီမှာခဏဆောင် Mrs. Cook နဲ့သူ့သမီးတွေကိုအေးအေးကြီးတာလေးတွေအရင်ဖတ်ပြလိုက်အောင်မယ်ပြီးရင်မင်းကိုလာခေါ်မယ်လေဟုတ်ပြီလားကျွန်တော်လည်းခေါင်းငိမ့်ပြလိုက်တယ်မစ္စတာဖီလန်က Mrs. Cook နဲ့သူ့သမီးတွေကိုသူ့ရဲ့ရုံးခန်းထဲကိုခေါ်သွားလိုက်တယ်နိုင်ဝဲလောက်ကြတော့ Mrs. Cook ကနားနေခန်းကိုပြေးလာပြီးတော့သူ့ယောက်ျားစီကနေချူစားပါတယ်ဆိုပြီးကျွန်တော်ကိုဆွဆွဲပါလေရောအမဘာတွေပြောနေရလဲကျွန်တော်ဘာတခုမှနားမလည်ဘူးနော် Mrs. Cook လည်းအရှိတိုးလာပြီးကျွန်တော်ပါချလိုက်တယ်လုံကျော်ရဲတွေဒီအမျိုးသမီးနဲ့သူ့သမီးတွေကိုငါရုံးခန်းထဲနဲ့အခုချက်ချင်းခေါ်ထုတ်သွားကြစမ်းနားနေကန်အဝါကနေအတန်ထွက်လာခဲ့တယ်သူတို့တွေကိုရုံးခန်းထဲကနေဆွဲထုတ်သွားပြီးတော့ Mr. Phelan ကကျွန်တော်ကိုတောင်းပန်ခဲ့တယ် Mrs. Cook ကိုတရားစွဲကျင်သေးလားလို့လည်းမေးခဲ့တယ်ကျွန်တော်လည်းဒီကိစ္စကိုဒီအတိုင်းထားလိုက်ဖို့ပြန်ပြောလိုက်တယ်သူကကျွန်တော်ကိုရုံးခန်းထဲကိုခေါ်သွားခဲ့ပါတယ်ကျွန်တော်ရုံးခန်းထဲမှာထိုင်လိုက်တော့ Mr. Phelan ကသေတန်းစာကိုဖတ်ပြခဲ့တယ်အဲ့ဒီအချိန်တွင်ကျွန်တော်မျက်ရည်တွေဝဲလာခဲ့တယ်လေMr. Cook ကကျွန်တော်အတွက်ဒေါ်လာ10 သန်းချန်ပေးခဲ့တယ်တဲ့အကိုနောက်နေရတော့မဟုတ်ပါဘူးနော် Mr. Phelan ထရဲပါလေရောမဟုတ်ရပါဘူးဗျာဒါတွေအလုံးတရားဝင်ပါတယ်ကြည့်ရတာသူမင်းပေါ်မှာတော်တော်ယုံကြည်အားကိုးတဲ့ပုံပဲမင်းပေါ်တော်တော်ကောင်းတာနော်အော်ပြီးတော့ငါတို့ Mr. Cook ရဲ့စာရွက်စာတမ်းတွေရှာရင်းနဲ့မင်းကိုနိုင်ငံသားအဖြစ်လက်ခံပေးဖို့စာရွက်စာတမ်းလုပ်ထားတာပါတွေ့လိုက်သေးတယ်ငါတို့အဲ့ဒီကိစ္စကိုပြီးမြောက်အောင်မြင်အောင်အဆုံးသတ်လိုက်ကြမလားကျွန်တော်ခေါင်းငိမ့်လိုက်ပြီးတော့ Mr. Hasan မေးသမျှပြန်ပြေးလိုက်တယ်။အဲ့ဒါမှကျွန်တော် Mr. Cook ရဲ့အမွေတွေကိုလက်ခံနိုင်ပါလေ။ပြီးတော့နိုင်ငံသားအဖြစ်ခံယူဖို့ကိစ္စကိုလည်းဆက်ပြောခဲ့တယ်။ကျွန်တော်တငယ်ချင်းတွေအတွက်ရောသူတို့အတွက်ရောနိုင်ငံသားရှောက်လို့ရလားခင်ဗျ။တက်ရတာပေါ့။ Mr. Hasan ကကျွန်တော်လက်ထဲကိုသူ့ရဲ့အလုပ်ကလေးထည့်ပေးလိုက်တယ်။သူတို့ကိုမနေ့ပြန်ငါစီဖုန်းခေါ်ခိုင်းလိုက်။အဲ့ဒါမှဆော်ရဲစာတမ်းတွေကိုအချိန်နဲ့တပြေးညီပို့ပေးလို့ရမှာပေါ့။နောက်တစ်ပတ်ကတော့အလုံများတဲ့အပတ်ပါပဲမစ္စတာဟေဆန်ကကျွန်တော်တို့ကိုမပုတ်နေကိစ္စဘဏ်ကောက်ဖွင့်လာရဲ့မွေးစည်းရင်းတွေရောနိုင်ငံသားခံယူခွင့်တွေပါအရာအလုံးကူညီပေးခဲ့တယ်ကျွန်တော်အမွေတွေရတော့အာဂျူတာနဲ့အန်ညာကိုဒေါ်လာ1 သန်းပေးလိုက်တယ်ကျွန်တော်တို့အစ်စ်နှမ်းမြင့်တဲ့လူနေရက်ွက်တစ်ခုပါအိမ်ဘေးချင်းကဝယ်လိုက်ကြပါတယ်ကျွန်တော်တို့အသက်ရှင်ရပ်တည်ဖို့အတွက်တရားမဝင်တာတွေလုပ်เสียမလို့တော့ဘူးလေအခုတော့ကိုဘွားနဲ့ကိုပျော်ပျော်ရွှင်ရွှင်ဖြစ်သွားကြပြီပေါ့ကျွန်တော်အရန်ကိုကန်ကောင်းတာပဲလို့ထင်နေကြပြီမလားကျွန်တော်ကကန်ကောင်းတဲ့သူမဟုတ်ပါဘူးကျွန်တော်ဝန်ခံစရာကိစ္စလေးတွေတော့ရှိတယ်ကျွန်တော်နိုင်ငံမှာတော့ကကျွန်တော်ကကွန်ပျူတာဟက်ကလေဒါမဲ့ကျွန်တော်ရဲ့အကြံကိုအကောင့်ထဲဖော်ဖို့ဆိုရင်ဒီကိစ္စကိုလှုပ်ဝက်ထားမှာဖြစ်ပဲလေကျွန်တော်ရည်မှန်းချက်ကတော့မစ္စတာကွတ်စီကနေယုံကြည်မှုရလာအောင်လုပ်ဖို့ပဲကျွန်တော်အကြံသာအောင်မြင်ရင်အရာအလုံးကျွန်တော်လက်ထဲရောက်လာမှာလေသူကျွန်တော်ကိုယုံကြည်ပြီးတော့ပုံအပ်လိုက်ကြတဲ့ကကျွန်တော်မစ္စတာကွတ်ရဲ့လုပ်ငန်းကိစ္စတွေမှန်သမျှကိုဝင်ကြည့်ခွင့်ရသွားခဲ့တယ်သူရဲ့စေကံကိစ္စတွေဥပဒေရေးရာစာရွက်စာတမ်းတွေပြီးတော့သူ့ရဲ့ကွန်ပျူတာကိုပါဝင်ကြည့်လို့ရသွားခဲ့တယ်လေသူ့မှာနှလုံးရောဂါအခန်းရှိတော့သူ့ဆေးတွေကိုနှလုံးဖောက်စေမဲ့ဆေးတွေနဲ့လဲထားလိုက်တယ်ပြီးတော့သူအရက်ကိုအလွန်အကျိုးတောက်တဲ့လူဆိုတော့ဆေးတွေကအချိန်တိုအတွင်းမှာအစွမ်းပြခဲ့တယ်လေအဲ့ဒါပြီးတာနဲ့ကျွန်တော်လည်းမစ္စတာကွတ်ရဲ့တေတန်းစာကိုရှာပြီးတော့ပြင်သစ်နာတွေပြင်ခဲ့တာပေါ့မစ္စတာကွတ်ကိုသူ့တေတန်းစာမှာလက်မှတ်ပြန်ထိုးခိုင်းမှုကမခက်ပါဘူးသူကစာရွက်စာတမ်းတွေကိုတေချာမဖတ်ပဲနဲ့ဒီတိုင်းလက်မှတ်ကောက်ထိုးနေကြလေဘာလို့ဆိုသူကကျွန်တော်ယုံလို့ပေါ့မစ္စတာကွတ်ရုံးခန်းထဲကအန်ဆွဲထဲမှာကျွန်တော်တို့နိုင်ငံသားရှောက်ထားခွင့်စာရွက်ကိုပါထည့်ထားလိုက်တယ်တခြားနိုင်ငံကထွက်ပြေးလာတဲ့ကောင်လေးတယောက်ကဘီလီယံနာဖြစ်ဖို့ဆိုရင်ဘာမဆိုလုပ်ရရမယ်မလားမစ္စတာကွတ်ကလည်းတခြားတထေးတွေလိုပဲသူ့မှာအရာအလုံးရှိရတာနဲ့လူတကာအပေါ်မှာမောက်မာပြီးအတားကြီးခဲ့တယ်လေကျွန်တော်မိဘတွေအပေါ်တီးခဲ့တဲ့ဂတိကိုကျွန်တော်အကောင့်ထဲဖော်နိုင်ခဲ့ပြီအခုတော့ဗနီတာနဲ့ကျွန်တော်တို့ကိုလိုချင်တဲ့ဘဝမှာအေးအေးဆေးဆေးနေလို့ရသွားပြီလေမစ္စတာကွတ်အကြောင်းတွေးပြီးတော့ကျွန်တော်စိတ်မကောင်းဖြစ်နေပြီလို့ထင်နေကြတာလားကျွန်တော်လုံးဝကိုမခံစားရဘူးဆိုတာပြောရဲတယ်